အရင်ကိစ္စနဲ့မတူတာက aquarium filter တွေ spongy filter တွေ bio filter တွေကအခုချိန်မှာဈေးက8000အထက်မှာရွယ်ပေါ့နော်8000 9000 11000 12000ဈေးတက်တာကလည်းဒါသူတို့ရဲ့ဒီလမ်းကြောင်းအခြေအနေတွေကြောင့်ပြောင်းလဲတာလို့ပြောလို့ရတယ်အဲ့အတွက်ကြောင့်ကိုယ့်အိမ်မှာ budget အနေနဲ့ save လုပ်တဲ့အနေနဲ့ DIY လုပ်ဖို့အတွက်ကျွန်တော်စူးစမ်းကြည့်သွားမှာဖြစ်ပါတယ်ညနေပိုင်းဆိုတော့ကျွန်တော်တို့စီမှာမီးပြတ်နေရပါတော့အဲ့တော့ကျွန်တော်ကဒီလျှက်စစ်သုံးထားတဲ့ပစ္စည်းလုံးဝမပါဘဲနဲ့လုံးဝ handmade စစ်နဲ့ aquarium filter လေးတခုကျွန်တော်ဖန်တီးသွားမှာဖြစ်ပါတယ်ဒီဘူးကတော့ကျွန်တော်ရွှေမော်လဆောင်ဝယ်တော့ရတာပေါ့ကျွန်တော် plastic ဆိုင်တွေမှာဝယ်မယ်ဆိုလို့ရှိရင်တော့တပူးမှ900 800လောက်ပဲရှိမယ်ထင်တယ်ဒီ filter ရဲ့အလုံးလုံးပုံကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ oxygen air band ကနေပြီးတော့ဒါလေကနေကြောက်သီးရထွက်လာတယ်အဲကြောက်သီးရပူစီပေါင်းလေးတွေကအပေါ်ပြန်တက်တဲ့အခါမှာဆိုဘေးနာအနယ်လေးတွေကိုအနှဲငယ်ဒါအပေါ်ခေါ်ရတယ်ပေါ့အဲအချိန်မှာကျွန်တော်ကဒီအောက်ကကြောက်လေးတွေကြောက်ခွန်းလေးတွေထားပြီးတော့ဒီအကျိုးပြုဘက်တီးရီးယားတွေလည်းပေါက်ဖွားမယ်ပြီးတော့ကန်ထဲမှာရှိတဲ့အညစ်အကြေးအမှုန်မွားအနှဲငယ်ကိုလည်းသူကစုပ်ပေးရပေါ့နော်အဲ့ဒီသဘောတရားနဲ့အလုံးလုံးတာပဲဖြစ်ပါတယ်ကြောက်ကတော့ကိုကြိုက်တာသုံးလို့ရတယ်ဥပမာကိုမှာ bio ring တို့အဲ့လိုမျိုးအကျိုးပြုဘက်တီးရီးယားတွေပေါက်တဲ့ကြောက်လေးရှိရင်လည်းရတယ်ကျွန်တော်မှတော့အဲ့ဒါမျိုးမရှိဘူးပေါ့နော်အဲ့တော့ရိုးရိုးအောက်ခင်းကြောက်ကိုပဲသုံးလဲရတယ်ပြီးတော့ lava rock တို့ပါတော့အစုံပဲဗျာကိုအဆင်ပြေတာသုံးလို့ရတယ်အဲ့တော့အဲ့ကြောက်လေးကျွန်တော်ထည့်လိုက်ပါပဲအရေးကြီးဆုံးအခန်းကဏ္ဍဒီမှာစပြီပေါ့နော်ကျွန်တော်ဒီကြောက်ခွန်းဆိုတာ9စာရင်တော်တော်များများဒီမှာရတယ်ပေါ့နော်သူကtop filter တို့ပါတော့အဲ့ဒီမှာလည်းသုံးတယ်ဗျအဲ့ဒီကြောက်ခွန်းကိုကျွန်တော်အပေါ်ကနေဝိုင်းပြီးတော့ကျွန်တော်ထည့်မှာဖြစ်ပါတယ်9ကန်တကန်ရေးကြည့်ဖို့ဆိုတာကျွန်တော် nitrogen cycle လဲဖို့ကအရင်အရေးကြီးရပေါ့နော်အဲ့ဒီ nitrogen cycle လဲဖို့အတွက်ကလည်းဒီအကျိုးပြုဘက်တီးရီးယားရှိနေဖို့လိုအပ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီလောက်ထားတဲ့ filter ကဒါအကျိုးပြုဘက်တီးရီးယားလေးတွေမွေးဖို့အတွက်အိမ်လို့လည်းပြောလို့ရတယ်ပေါ့နော်โอเคအခုကတော့အကုန်ပြီးသွားပါပြီပေါ့နော်ကျွန်တော်မီးလာတာစောင်းပြီးရင်ကျွန်တော်အောက်ဆီဂျင် filter လေးတက်မှာဖြစ်ပါတယ်အခုကမီးလာနဲ့ကွက်တီဆိုတော့ကျွန်တော်တခါလေးမောင်းပြထားပါတယ်ဒီအောက်ဆီဂျင်ဆက်တွေရဲ့ဒီအလုံးလုံးပုံပေါ့နော်ကျွန်တော်ဒီရေပေါ်မှာဘူစီပေါင်းလေးတွေထားနေတယ်ဆိုတဲ့သဘောတရားသူကရေထဲကိုအောက်ဆီဂျင်တွေကိုမှုတ်ထုတ်လိုက်တာမဟုတ်ဘူးဗျာတကယ်တော့ဒီကနေဘူစီပေါင်းလေးတွေထွက်လာမယ်အဲ့ဘူစီပေါင်းလေးတွေကအပေါ်တက်လာလို့ရှိရင်ကျွန်တော်ရေကလှုပ်မယ်ရေလှုပ်လို့ရှိရင်လေထုထဲမှာရှိတဲ့အောက်ဆီဂျင်ကရေထဲကိုပျော်ဝင်မယ်အဲ့ဒီသဘောတရားနဲ့ဒီအောက်ဆီဂျင်ဆက်တွေကအလုံးလုံးတာပေါ့နော်အခုဒီ filter လေးကတော့ကျွန်တော်အောက်ဆီဂျင်လည်းရမယ်ပြီးတော့ရေကိုလည်းတန့်စေပေးရဆိုတော့ function နှစ်ခုအလုံးလုံးနိုင်ပါတယ်အခုကကျွန်တော်ကကြတော့ဘက်တာလေးတွေပဲအဓိကမွေးတာဆိုတော့ကျွန်တော်ဘက်တာတာပေါက်ကန်နေမှာပဲဆင်ထားရပေါ့နော်ကဲကိုမှာဂက်ပီတို့ဘာတို့ပေါ့နော်အခြားအလာမွေးငါးလေးတွေရွှေငါးကန်တွေဘာတွေမှာလှုပ်ချင်ရင်လည်းဒီသဘောတရားပဲပေါ့နော်filter box ကိုပို့ပြီးတော့ကြည်ကြည်နဲ့အောက်ဆီဂျင်အားကောင်းကောင်းနဲ့လှုပ်ပေးလိုက်ရုံပဲဘယ် filter မှာဖြစ်ဖြစ်ဒီသဘောတရားကိုပဲအသုံးချတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကြည့်ရှုပေးကြတဲ့ကြောင့်ရင်းနှီးကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်